ကုသိုလ်ရရင်လည်းရမယ်မရရင်လည်းမရဘူးပေါ့ဒီနေရာကတော့တန်တရားအတွက်ဘဝခီလန်းခီမှာတပည့်တော်များကုသိုလ်ဥစ္စာကိုလာပြီးတော့ဖွေးရှာတယ်လက်မလာထိုးနေတာလို့အဲ့လိုမျိုးလေးအာယုံပြုပေးပါဒါကြောင့်ဒီကနေ့အလုံးသောဒကာမများအနေနဲ့နာမည်သုံးပါးကိုအမိမပြတ်နေ့တိုင်းကိုယ်ကိုစေကပါဤရှင်မယအိမ်မန်သောသစ္စာစကားကြောင့်တပည့်တော်တို့လောဟာစုကိုတောင်းဖို့ဗျာအဲ့လိုအကြောင်းနေ့စဉ်နေ့တိုင်းတချို့တွေကပြောတယ်တပည့်တော်သရဏဝင်နဲ့စောက်တည်တယ်ဗျာစောက်ရည်နဲ့မပြီးသေးဘူးလိုက်လေးဖြစ်ပြရုံနံကိုတကြီးမြင်နဲ့အမှန်သိပြီးတော့မှစောက်တည်တဲ့ဖို့လိုတယ်ဓမ္မသရဏဝင်သုံးပါးကြည်တာမဟုတ်ရင်တောကိုရုပ်ကိုပဲဘောရဒနာကိစ္စပဲဆိုစိတ်ကတမျိုးရောက်ဘောရတော့ဘာမှအလိုက်မရှိဘူးအဲ့လိုမျိုးအရဟံအရဟံစိတ်ခွေရ၌မကောင်းမှုကိုပြုတော်မမူသောရဟံ1500ဒီလေသာတို့ကိုအကျွတ်မေပေတတ်တော်မူပြီးသောမြတ်စွာဘုရားအရဟံ1500ဒီလေသာတို့ကိုအကျွတ်မေပေတတ်တော်မူပြီးသောမြတ်စွာဘုရားအရဟံလူနဲ့မြမသိခွင့်ရတယ်အကြောင်းကျိုးတရားတွေကိုသိခွင့်ရတယ်ပရိသတ်သမုပ္ပါတရားတွေကိုသိခွင့်ရတယ်ဘုရားကျေးဇူးကြည်လိုက်တာမြတ်စွာဘုရားမြတ်စွာဘုရားသည်ဒီလိုသစ္စာလေးပါးတရားကိုထိုးတန်သိမြင်လာဖို့ရန်အတွက်လူလူကိုယ်ကိုယ်ရလာခဲ့သည်မဟုတ်ဘုရားလူလူကိုယ်ကိုယ်ရလာခဲ့သည်မဟုတ်အဲ့လားမဆိုင်ဘူးလားရှိခိုးတိုင်းမှာကုသိုလ်ရလာမရဘူးလားဒီတဲ့ဥရှားတာနဲ့ဖြစ်ဖြစ်ရုံနိုင်ကြီးကိုသဘောပေါက်နားလေပြီးတော့မှရှိခိုးရင်ကုသိုလ်တွေရလိုက်တာနိုင်ပဲဒီအကျိုးပေးတယ်ဗျမယမ်းလားဗျာကဲဒီစကားတက်ရှင်လားမတက်ရှင်ဘူးလားဒီဘာမတက်ရှင်ဘူးလားလို့အဲ့လိုက်ရောလေနော်အဲဆိုတော့ဟင်းဒီစကားတွေကဘုရားပြောတဲ့စကားတွေလိုပဲဗျသိလားပါဠိပြမဂဒဘာသာစကားဘာစကားလဲပါဠိပြမဂဒဘာသာစကားကဲအိန္ဒိယမှာပြောတယ်ကိတနာပြင်စဟုတ်မှာအဲ့ဒါကို Vishnupa Temple လို့ခေါ်တယ် Vishnupa Temple ဒီမှာလူတွေအများကြီးပဲအဲ့တော့ဒီအိန္ဒိယနိုင်ငံမှာဟိန္ဒူဘာသာဝင်တွေခရာကိုအထွတ်မြတ်ထားတဲ့နေရာနေရာရှိတယ်ဘယ်နေရာရှိတယ်နေရာရှိတယ်နောက်ဒီမှာဒီပြီးတော့မှဘုံဘုံစီလေးတွေ့တဲ့ကုန်းလေးကိုကြည့်လိုက်အဲ့ဒါသီတာကုန်းလို့ခေါ်တယ်သီတာဒေဝီအများကြီးဒီမှာယူရှိုးခဲ့တယ်အဲ့လိုယူစားတယ်အဲ့ဒါကြောင့်မလို့အဲ့ဒါတော့ကုန်းလေးကိုသိချင်လို့အဲ့ဒီအစိမ့်သရဲ့တပတ်တစ်စီတွေကိုလာပြီးတော့အစာရည်စာကျွေးတဲ့နေရာလို့အဲ့လိုသတ်မှတ်တယ်အဲ့ဒီဗုဒ္ဓဂယာကိုမယလားကုသိုလ်တရားကိုယ်စီကိုရောက်လာလားမရောက်လာဘူးလားတို့တရားမားတွေဘုရားဖူးတယ်ဘုရားဖူးရင်ကုသိုလ်တွေရလားမရဘူးလားအဲ့ဒီကုသိုလ်ရတာကိုတယောက်တည်းနေပြီးတော့သိမ့်ထားမှလားသူတို့များကိုရှီယာရင်လောက်ရမှာလားမလောက်ရဘူးလားဟမ်ရှီယာရင်လောက်ရမှာဗောဗျကိုတယောက်တည်းသိမ့်မထားနဲ့ဟိန္ဒူဘာသာဝင်တွေနေတဲ့နေရာလေးတွေအဲ့ဒါအောက်ဒီဖောက်ကြတယ်သူတို့မှာရန်ပုံမှာရှောင်းနေကြဆိုရင်မိုက်ကင်းလေးရရဒီညမှာကိုရအချက်အားကိုဆန်းတာနဲ့မိုက်ကင်းလေးရရေးစားပန်တယ်ပိုက်စကားပလာတာထောက်बंद रख यहाँ भी ना खाने जा कोई नहीं जा खाने जा
Chẳng nghe rồi. Đi lại. Dạ. Sao ra vừa tay giảm. Dạ. Biar kenal nomor. Nah. Kena di macam. Ini kita ada sih view. Halo. Rubawada Patamajan, Dudiazan, Tadiazan, Slodazan. Arubawada Patamajan, Dudiazan, Tadiazan, Slodazan. Falling in a hoop. Shiku, it out with the Mabe Shiva, look for it. จอดนั่งก่อนเดี๋ยวไม่ตีให้ Đi qua lại ba. Đi qua lại ba kenal đi ba. Dạ, ông nuôi bạn. Dạ, chị, đừng chị vào tòa mà. Hello. Ayurvarana Soma Sivana Saraswati Nasubhegama Yasakarato Mayo Bhuvato Tanno Vato Mayo Bhuvato Veshajam Dharmayam Prabhaya Nivida Om Mama Mani Mani Nami Dharvena Pukavita Bhagavacha Hudavamiဆက်တဲ့ပုံကိုယ်တွေကိုမိုင်းတွေကရှေ့မှာဆရာတော်တွေကအနောက်မှာပုံရိုက်တယ်လေမှတ်သားတင်မယ်လေမှတ်သားတင်တော့ဒေါ်သားတင်လို့ပြုရ
เดี๋ยวรอเพื่อนกันก่อนรอเพื่อนก่อน အနာကိုကိုက်ဝဲတဲ့ကမကြီးဖုံးဖုံးရဲတဲ့တောက်စုမဲ့တဲ့ပိုးဒီပြပြပါလေတဲ့ဒုက္ခပဲဘယ်လိုလဲတဲ့ကမကြီးကလည်းကြွကြွသွားလာလို့မရအောင်အချင်းချင်းလုံးလုံးကြားနေဒီမှာအဲ့လမ်းလောက်လို့ဆန္ဒပြမှာလို့ကဆန္ဒပြတာကတော့ထိုက်မှာပဲသူကဒီဆန္ဒပြမဲ့လူမီဒီယာကအလိုလိုရှိတယ်မင်းဆန္ဒပြမဲ့တော့ငါခေါ်ကွာမတက်ဘူးယူတင်ပေးမယ်အဲ့လိုမျိုးသွားဒီလိုရှိတယ်လူသုံးလျောက်ကဲရပြီးတော့ဒေတာဟုတ်ပြီတော့မြန်မာနိုင်ငံရောက်ပါတကားမှကိုမခံဘူးမင်းတို့ကြပါပဲကိုကားတယ်တပြီးတော့ဘိုးကြီးတွေကဒီကောင်တွေကအချောက်တဲ့သူကသိလားဘာလို့ချောက်ကိုလဲခြာရီဝတ်ထားလို့ခြာရီဝတ်ထားတာတကယ်ပြောတာဘုရားကိုရောမြတ်ကြီးလည်းပဲဒီနေရာမှာပုံနာဆိုတဲ့ဂျုံမရဲ့ဂျုံမသေးသွားဒီတဲ့ဇလန်းတွေအများကြီးပဲနော်ဒါခုလူရတန်းတဲ့လူကန်တဲ့ဆိုရင်ဘုန်းကြီးကမလုံးတဲ့ဆိုရင်ဒီဘုန်းကြီးပါလို့ငါတို့မလူဘူးအဲ့လိုတွေရှောက်ပြောတာဘယ်လိုတော့ဘုန်းကြီးတပေါက်ရိုက်ဖို့လဲလို့ဘုန်းကြီးထွက်ပြရတယ်အဲ့လိုမျိုးတွေရှိတယ်အဲ့တော့တတိထောင်းလူရတန်းတာတွေကိုမင်္ဂလာပါဒီရှိပါပါလေမင်္ဂလာပါမင်္ဂလာပါဆက်ပြီးရှင်းပြတော့ဒီနေ့ဒီရရတရားဘောမှာပုံပုံပြီးတာआपका नाम क्या है जाएगा यहाँ जीवा में खरेरे चौंक चौंक से या बर्मा में नहीं आ रही चलू नहीं
နန္ဒစွာဖုံးပေးပြီးတော့နေသာမြေကန်းအဲ့ဒါကိုတောက်ပါတိတ်တိစိတ်ကန်းလို့ခေါ်တယ်။ဘာစိတ်ကန်းလို့ခေါ်တောက်ပါတိတ်တိနော်ဒီနေ့တပည့်တော်စားတဲ့နေ့ကစားပြီးဘယ်နှညာကြီးရှေ့ခေးမှာဘာဒိတ်ထန်လေးတကူဝင်သွားရင်ကောက်လားမကောင်းဘူးလားကောက်လားမကောင်းဘူးလားဒီကောက်လည်းမခံဘူးကြက်လည်းမခံဘူးကောင်းတယ်နော်အဲ့လိုလုံးနော်အဲ့ဒီကဘုရားရှင်ကိုရောမြတ်ကြီးအလောင်းကနိုင်ရလားအဲ့ဒီရန်လို့တယ်ဆိုတော့ဒီဆိုစိတ်မိုက်ဒါနဲ့ထိုးသက်တာဒီကားနဲ့တိတ်သက်တာဒီရှိတယ်ဒီနေရာနေကအဲ့ဒီမူခင်းနေအများကြီးပဲဖြည့်ဖို့နေအဲ့လိုရှိအညာအမျိုးသမီးတွေဟာသူတို့တွေရဲ့ဘဝဘယ်လောက်လဲတားလည်းယောက်ျားရာပြီးယောက်ျားတည်သွားပြီဆိုရင်နောက်အိမ်တော်ပြရတော့တားလည်းယောက်ျားတယောက်တည်းပဲအဲ့လိုအိမ်တော်ပြရအဲ့လိုမျိုးတွေအခက်အခဲတွေရှိုးသောနေရာဌာနတွေအိုးမဟာရာစတာပြည်တို့ဘာတော့မှဆိုရင်အမျိုးသမီးမွေးလာပြီဒီအမျိုးသမီးလေးတွေကိုတခါလေမင်းတို့တွေမှာတခါတက်ပြစ်တာကောက်ချိုးတက်ပြစ်နေတဲ့ကျုံမိဘတွေဆင်းရဲတဲ့ခါကြတော့အဲကြောင့်အမျိုးသမီးတွေကိုတအားပြင်ထားတာတို့တွေတော့ခေါင်းမပေါ်နိုင်အောင်ပဲကြောင့်အိန္ဒိယနိုင်ငံမှာကြည်လိုက်အမျိုးသားတွေပဲဈေးသွားတယ်ဈေးဝယ်ပေးတယ်အမျိုးသမီးအိမ်ကြီးမထွက်ရဘူးအိမ်ထောင်သားမွေးအလုပ်ပဲလုပ်ကြရတယ်သူတို့တွေအဲ့လိုတွေသူတို့ရဲ့ဘဝတွေဖြတ်သန်းရတာအင်တာမခက်ခဲပါတယ်အဲ့ဒါဘုရားလက်ထက်ကလေးကရှိခဲ့တာတွေရောက်သူတရသတိတမင်ကလည်းပဲအဲ့ဒါလို့သားယောက်ျားလေးလူရှင်တော့အဲ့ဒီညောင်ဝင်ကြီးမှာသာစုပန်လိုက်တာရတသတို့သားလေးမွေးကိုဘုရားနဲ့တွေ့သွားတယ်နော်ဒါပေမဲ့ဘုရားလို့မသိဘူးဘာနဲ့သိရောက်မှပဲသူသိတော့တာဘုရားနဲ့အဲ့လိုရှိပါတယ်ဒကာမတရားမေးလိုက်ပြန်သိလားဒီဒကာမတွေဒကာမကြီးတွေပေါ့ဗျာနော်ဘုရားဖြစ်နိုင်မလားဖြစ်နိုင်ဘူးလားဘယ်သိမလဲဟုတ်ရဲ့လားငါရောက်ဒကာမများစိတ်ထဲမကြနိုင်ဒီဘဝမှာမိန်းမဖြစ်ရင်တော့ဘဝမှာယောက်ျားဖြစ်ရင်ဖြစ်မှာပေါ့မှန်ရလားဘုရားပြီးရောက်တရားကိုလူတိုင်းကျင့်လို့ရလားမရဘူးလားရတာပေါ့ယောက်ျားရေးကျင့်ရမယ်မိန်းမမကျင့်ရဘူးလို့ရှိလားဘယ်ရှိမလဲဗုဒ္ဓကြီးကိုဘုရားရှင်ကတော့ ဟယ်လိုဟိုကျွန်တော်တို့ဟိုလေရောက်တာနဲ့ဟိုတည်းရောက်တာနဲ့ဟိုလက်တွေပါလေးတန့်တင်ပြီးတော့မှကျွန်တော်ထမင်းရင်စားလိုက်ပါမယ်ထမင်းစားပြီးတော့မှအထုပ်တွေချလိုက်မယ်နော်အဲ့တော့ကျွန်တော်လက်တွေပါလေးကျွန်တော်တို့ဟိုတောင်တက်လာလည်းဖြစ်တဲ့အတွက်ဟိုကန်ဒီကန်ဖြစ်တဲ့အတွက်လက်တွေတခြားဆေးပါဆေးပြီးကျွန်တော်တို့ထမင်းစားခံမှာလည်းခါလေးစားပါမယ်ထမင်းစားပြီးဆိုမှအထုပ်တွေကျွန်တော်တို့အောက်ကိုချပါမယ်နော်ဟိုအထိုက်ရှိမှထားလိုက်ရင်လက်ကြီးတောင်ကျွန်တော်တို့လုပ်ပြီးပါမယ်နော်နောက်ပြီးဘာရောက်ဆရာတော်ကြီးဒေါက်တာပြီးတဲ့တက်ကတော်ကြီးဘာရောက်ဆရာတော်ဒေါက်တာပြီးတာဒီတက်ကတော်ပါပဲနော်ဘာရောက်ဆရာတော်ကြီးကဒီလည်းကနေရာကအမေပွဲပြီးတယ်ဒီတက်ကတော်ကဒေါက်တာပွဲပြီးတယ်ဆိုတော့ဘုံဘုံတို့လည်းဒီတက်ကတော်ကပဲဒေါက်တာပြီးတာပေါ့အမေရောပါရောလေဒီတက်ကတော်ကြီးကဒီဟာပြည်နေမှာသင်ရှားတဲ့တက်ကတော်ဒုတိယနေရာလောက်မှာလိုက်တယ်ဤတက်ကတော်ကြီးလေအဲကြောင့်ဘုရားဘုရားကလည်းနီးတယ်သံဃာတော်တွေဒီမှာကျောင်းနေတရားတာလေအစီအပြေခက်ကြီးတာစိတ်မစည်းရောက်စီးရောက်လောက်တဲ့ကောင်တွေဒီကောင်တွေသဘာခံရတယ်ကိုထမင်းလေးကိုရှက်စားရတယ်ဒီမှာဘုံတို့ရှင်းမှသွားရင်တက်ကတော်ရဲ့ပေပတ်ကြောင့်မောဦးရှိတယ်ရှင်းမှမရတော့ရှင်းမှပူရီဆိုင်လေးတစ်ဆိုင်ရှိတယ်အဲ့ဒီပူရီဆိုင်ကဘုံတို့ရဲ့အသက်ရှင်ပဲအဲ့ဒီပူရီဆိုင်လေးမှာထိုင်ပြီးတော့နေတိုင်းလို့ဘဝအသက်ဆက်ရတာပေါ့လေဒီတော့ခုတော့မရှိတော့ဘူးကိုစားပြီးပြီတင်တယ်နော်ဘ
အခုဒီမှာတက်ကသူကြီးဘယ်ဘက်ရှမ်းမှာကြည့်လိုက်ဘယ်ဘက်ရှမ်းမှာအခုအသစ်တိဆောက်ထားတဲ့တက်ကသူကြီးတခုကဒီတက်ကသူကြီးအဆုံးမှာကိုရင်ကစင်တာကြီးရှိတယ်ဒီတက်ကသူကြီးအဆုံးမှာကိုရင်ကစင်တာအဲ့ဒါကိုရင်ကကြီးကိုသိတယ်ဟုတ်လားကိုရင်ကမန္တလေးသားအဲ့ဒါမန္တလေးသားကိုရင်ကကြီးကမ္ဘာမှာတို့ထင်ရှားခဲ့တယ်နိုင်ငံပေါင်း100ကျော်မှာသူရဲ့စင်တာတွေရှိတယ်ကော်ဖီအိုဗာတင်မော်ဒီမှာပါလားမင်းနည်းနည်းပြောတာလေနဒီမျိုးရဲ့အဝင်မှာဘောကောဆိုရဲဆိုတဲ့ဘူရာကြီးတခုရှိတယ်။အဲ့ဒီဘူရာကြီးကတနေ့ကိုယထာစီးပေါ်200လောက်ထောက်မှာရှိတယ်။တော်တော်ကြီးတယ်အဲ့ဒီယထာဘူရာကြီးအကြံအရောက်လိမ့်မယ်ဒီမှာယထာတွေကအကုန်လုံးနေရာစင်းနဲ့သွားတဲ့ယထာတွေကြီးပဲ။တဲ့ဆိုဝေပါရာဝေပေါင်းလားတီတီကီလီဘန္နဝါကိစကောဒီရင်ငေါက်တော့ခင်းစကောက်လို့မဆုံးလား
ဒီစကားတော့ပိုက်တာဖြစ်တယ်အဲ့ဒါဖြစ်တယ်နော်ဘောသူတော်ကအောက်ပေါင်းတော့ဘုံပြောင်းမယ်သိလားဒါကမှကြားရလားကြားပါရဲ့ဒီကနောက်မြန်မာနိုင်ငံမှာအစွဲလန်းတကူရှိတဲ့အရှင်ဘုရားတပည့်တော်ညနေမစားဘူးဘုရားအိန္ဒိယနိုင်ငံပြောင်းဘက်ကနေပြီးတော့မှစီးဆင်းလာတဲ့ဖြစ်တယ်ပြည့်မိုင်ဘောက်2000ကျော်ရှိလေရတယ်မိုင်ဘောက်ဘယ်လောက်ရှိလိုက်ရ2000ကျော်တဲ့အိန္ဒိယနိုင်ငံဟိုးဒီဘဝနာတော်နန်းကနေစီးဆင်းလာတဲ့ပြည်ကြီးအဲဒီမြေကြီးကနေပြီးတော့မှမင်္ဂလာပင်လေးဟိုဘင်္ဂလားဒေ့ရှ်နေပြီးတော့မှအိန္ဒိယမှာသွားပြီးတော့ဆုံးတယ်မြန်မာပေါတ္တရာမြေဆိုတာပြည်ကြီးရှိတယ်ဒီမြန်မာဗုဒ္ဓရာမေကဘာနဲ့ဆုံးတယ်ဆိုရင်တော့ဘုအာနန္ဒဆင်းလာတဲ့ဒီနဲ့သွားဆုံးတာဟုတ်တယ်နော်ဒီကင်ကမြင့်မှာဖြစ်ပြသွားတဲ့အကြောင်းဘုရားကကိုဖျားလာဖို့ရင်သူဆဲမှုတွေရှိတယ်မရလားဗျာသူဆဲမှုတွေရှိတယ်ဒီလေးကျော်ပါရှိခိုးပါသမန်မဆနာမလုပ်ပါနဲ့မရလားပြိဿကြီးလည်းလို့ဒါကြောင့်ဒေါသမျက်လုံးနဲ့မကြည့်ပေနဲ့ဒေါသမျက်လုံးနဲ့မကြည့်ပေနဲ့ကိလေသာမျက်လုံးတွေနဲ့မကြည့်ပေနဲ့ကိလေသာခေါင်းမအောင်မြတ်စွာဘုရားဟောလာမဟုတ်လားဒီခါတလေများမှာဘုဒ္ဓတာမရှိမှားလာမပါဘူးလားKey man, key. मैडम लोग को जान दो नीचे
ये लगे ông mà người trao cái chừng mà Mà đây không ăn thấy à? chicken Sao? 같이. ये Chút nữa sẽ này không? còn à